ဂျပန်ကိုအလုံးနဲ့ပဲဖြစ်ဖြစ်ကြောင်းတက်ဖို့ပဲဖြစ်ဖြစ်သွားတော့မယ်ဆိုရင်အင်တာဗျူးမှာမေးလေးရှိတဲ့မေးခွန်းတွေကဘာလို့ဂျပန်လဲဆိုတဲ့မေးခွန်းကအရေးကြီးဆုံးပါကျောင်းသားအများစုဖြေလေးရှိတာကဂျပန်ကဖွံ့ဖြိုးလို့ပါပိုက်ဆံရခြင်းလို့ပါတွေ့ကြုံရခြင်းလို့ပါဆိုတဲ့ရည်ဝီရအဖြေတွေပါပဲဒါတွေကမမှားပေမဲ့လို့အင်တာဗျူးကိုဆွဲမစေဖို့တော့မလုံလောက်ပါဘူးဒီကနေ့ဗီဒီယိုမှာတော့ဂျပန်တစ်ခုကနေပြီးအင်တာဗျူးတွေတကယ်ကြားချင်တဲ့အဖြေကဘာလဲကိုယ့်ရဲ့အဖြေထဲမှာဘယ်လို keyword တွေထည့်ပြောရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာပါဒီအကြောင်းအရာလေးကိုပြောခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် like and subscribe လုပ်ထားပေးခဲ့ဖို့မြစ်တာရက်ခံပါတယ်ခင်ဗျာအရင်ဆုံးအင်တာဗျူးတွေဘာလို့ဒီမေးခွန်းကိုမေးတာလဲဆိုတာကိုစဉ်းစားကြည့်ရအောင်သူတို့စိတ်ထဲမှာစိုးရိမ်စိတ်ကနှစ်ခုရှိပါတယ်ပထမတစ်ခုကဒီလူဂျပန်ရောက်ရင်ယဉ်ကျေးမှုမတူလို့စိတ်ညစ်ပြီးမြန်မာပြည်ကိုချက်ချင်းပြန်ပြေးမလားဆိုတာရယ်နောက်တစ်ခုကငါတို့ကုမ္ပဏီမှာရေရှည်အလုပ်လုပ်မှာလားဆိုတာရယ်ပါဒါကြောင့်တင်းရဲ့အဖြေဟာငါဟာဂျပန်ကိုတကယ်ချစ်တာဂျပန်မှာကြာနေမှာပါပြီးတော့ငါကဂျပန်အတွက်အကျိုးပြုနိုင်တဲ့သူဆိုတာကိုသက်သေပြနိုင်မှုလိုပါတယ်ကဲဒါဆိုရင်အဖြေကိုအဆင့်3ဆင့်နဲ့တိဆောက်ကြမယ်အဆင့်1 personal motivation ကိုယ်ပိုင်စိတ်အားထက်သန်မှုငယ်ကလေးကအနီမဲကြည့်ရကနေပြီးတော့မှဂျပန်ကိုစိတ်ဝင်စားခဲ့တာလားဒါမှမဟုတ်ဂျပန်တို့ရဲ့စီကံရှိမှုကိုအားကျတာလားအသေးစိတ်လေးတစ်ခုခုထည့်ပြောပေးပါဥပမာဂျပန်လူမျိုးတွေရဲ့အလုပ်ပေါ်တာဝန်ယူမှုကိုအားကျလို့စသဖြင့်ပြောပေးပါအဆင့်2 specific interest တိကျတဲ့စိတ်ဝင်စားမှုကိုလျှောက်တဲ့အလုံးနဲ့ချိတ်ဆက်ပါဥပမာကိုက IT ဆိုရင်ဂျပန်ရဲ့နည်းပညာတွေကိုစိတ်ဝင်စားလို့ဝန်ဆောင်မှုဆိုရင်ဂျပန်ရဲ့ပုံမိုတဲနာရှိစိတ်ဓာတ်ကိုလေ့လာခြင်းလို့စသဖြင့်အဲ့လိုမျိုးပြောပေးပါအဆင့်3 future contribution နောက်အနာဂတ်အကျိုးပြုမှုဂျပန်မှာတင်ယူပြီးရင်ကိုယ့်ရဲ့အရေးချင်းနဲ့ကုမ္ပဏီကိုဘယ်လိုပြန်ကူညီမလဲဆိုတာကိုပါထည့်ပြောပေးပါဒါဟာသူ့စီကပဲယူမှာမဟုတ်ဘူးငါကလည်းပြန်ပေးမှာပါဆိုတဲ့သဘောပါအခုအဖြေနမူနာလေးကိုဂျပန်လိုရောမြန်မာလိုရောနားထောင်ကြည့်ကြရအောင်私は子供の頃から日本の技術や文化に興味がありました特に日本人の働き方や誠実さを学びたいと思っていますこの会社で経験を積んで将来は貢献したいですကျွန်တော်ကငယ်ငယ်ကလေးကဂျပန်ရဲ့နည်းပညာနဲ့ယဉ်ကျေးမှုကိုစိတ်ဝင်စားခဲ့တာပါအထူးသဖြင့်ဂျပန်လူမျိုးတွေရဲ့အလုပ်လုပ်ပုံနဲ့ယူသားမှုကိုသင်ယူခြင်းပါတယ်ဒီကုမ္ပဏီမှာတွေးကြုံယူပြီးနောက်မှာကုမ္ပဏီအတွက်အကျိုးပြုချင်ပါတယ်ခင်ဗျာအဓိကကတော့အဖြေကိုအလွတ်ကျက်တာထက်ကိုယ့်ရဲ့စိတ်ရင်းအမှန်ကိုပေါ်ပြဖို့ပါမျက်လုံးချင်းစုံကြည့်ပြီးယုံကြည်မှုရှိရှိဖြေဆိုပါဒီဗီဒီယိုကတင်းအတွက်အထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဂျပန်နာမည်နဲ့ပတ်သက်ပြီးတခြားဘာတွေသိချင်သေးလဲcommentမှာရေးပေးခဲ့ဦးနော်ဂျပန်နီကျူကို like and subscribe လေးလုပ်ထားခဲ့ဖို့လည်းမမေ့ပါနဲ့အားလုံးပဲအင်တာဗျူးမှာအောင်မြင်ကြပါလိမ့်ခင်ဗျာ